အခုလိုပူပြင်းတဲ့ရာသီမှာလေထမင်းစားမဝင်ဖြစ်နေရင်ဒီဟင်းလေးကိုသတိရလိုက်အောင်နော်ကဲညီညီကတော့ကျွတ်သွန်နီရောင်တင်မောစမင်းငပိလေးကိုအရင်နွားနေအောင်လို့စီတက်ပြီးသွားလိုက်ပါမယ်ရှင်ဒီလိုလေးတွေကျွတ်သွန်နီလေးတွေနွားလာပြီဆိုရင်တော့ညီညီတို့ကျွတ်သွန်လေးတွေကိုပဲအရင်ကြည့်အောင်ချက်မယ်ပေါ့နော်ဒီနေရာမှာညီညီကစားနဲ့ရတာမုံတွေကိုမထည့်သေးပါဘူးရှင်ကျွတ်သွန်လေးတွေကိုပဲနွားအောင်အနစ်ဖြတ်အောင်လို့ရီလေးထည့်ပြီးတော့တဖြည်းဖြည်းနဲ့ချက်သွားပေးလိုက်ပါမယ်ရှင်အခုလိုအနည်းလေးချက်နေတဲ့အချိန်မှာနီနီကတစ်ဖက်ကနေပြီးတော့ကြက်အုပ်လေးတွေကိုလည်းအစင်းသင်းဖြစ်အောင်ပြင်ထားပေးလိုက်ပါမယ်ရှင်နီနီကအရသာလေးတွေဝင်အောင်လို့ကြက်အုပ်လေးတွေကိုဓာတ်ရလေးပေးထားပေးပါမယ်ကြက်သွန်လေးတွေကိုပေါ့နော်အခုလိုရေလေးထဲလိုက်ကပ်မှဆိုလို့မှွေလိုက်အဲ့လိုမျိုးနဲ့အုပ်လိုက်နဲ့ဖြည်းဖြည်းနဲ့ချက်သွားပေးလိုက်တာအနည်းပုံစံလေးရလာပြီဆိုရင်တော့နီနီတို့တွေမကြီးတီးရဲ့မဲ့ရေလေးထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်မကြီးသီးမဲ့ရေလေးတွေစူပွက်လာပြီဆိုရင်တော့နီနီတို့စောစောကပြင်ထားတဲ့ကြက်ဥလေးတွေကိုတဖြည်းဖြည်းချင်းစီထည့်သွားပေးလိုက်ပါမယ်ရှင်နွေရာသီမှာဓမင်းမြင်မှုအတွက်ကြက်ဥမကြီးသီးမဲ့အချင်းချက်လေးရသွားပြီပဲဖြစ်ပါတယ်တကယ်ချင်းတို့ရောလိုက်လောက်စားကြည့်ကြပါအောင်နော်နီနီရဲ့ကိုဝနီနီဝင်း channel လေးကိုလည်း follow like comment share လေးလုပ်သွားပေးဖို့လည်းမမေ့ပါနဲ့အောင်နော်ကျေးဇူးပါ